Hello အားလုံးပဲမင်္ဂလာပါအခုတစ်ခါဗီဒီယိုမှာတော့ဒါ chapter 1ရဲ့နောက်ထပ်ခေါင်းစဉ်တစ်ခုဖြစ်တဲ့ biotechnology ဆိုတဲ့အကြောင်းလေးရှင်းပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ biotechnology ဆိုတာကဇီဝနည်းပညာကိုသုံးတာပေါ့နော်သူကဒီလက်တွေ့လုပ်ငန်းတွေမှာ biology မှာပါတဲ့အချက်တွေပြန်သုံးတာဒီ biology မှာသိထားတဲ့အသိပညာတွေအဲ့ဒါတွေအဲ့အချက်တွေသူပြန်သုံးတာပေါ့နော်အဲ့ဒါမျိုး biotechnology လို့ခေါ်ပါတယ်ကဲဟုတ်ပြီအဲ့တော့သူ့ရဲ့ဒီအကြောင်းလေးရှင်းပြထားတာတစ်ချက်လောက်ကြည့်ပါမယ်အဲ့တော့ biotechnology ဆိုတာက is a branch of applied biology အသုံးချတဲ့ဇီဝဗေဒဘာသာရပ်ရဲ့အခွဲတစ်ခုဖြစ်တယ်ပြီးရင်သူ့ထဲမှာဆိုရင် which combines biological science အဲ့တော့ biological science ဆိုတာကတော့ဒီဇီဝဗေဒမှာရှိတဲ့သိပ္ပံပညာရပ်တွေနဲ့ engineering technology လို့ခေါ်တဲ့ဒါနည်းပညာဆိုင်ရာအချက်လက်တွေပေါ့အဲ့ဒါတွေကိုသူကပေါင်းစပ်ပြီးတော့အသုံးချတဲ့ဘာသာရပ်ခွဲတစ်ခုလို့သူပြောလို့ရပါတယ်အဲ့တော့ဒီထဲမှာဆိုရင်အမျိုးစုံပါတယ်ဥပမာအနေနဲ့ဆိုရင် vaccine တွေထုတ်တာကာကွယ်ဆေးတွေထုတ်တာလို့မျိုးပါတယ်ပြီးရင်နောက်တစ်ခါကုသတဲ့ဆေးတွေထုတ်တာတို့ပြီးရင်နောက် DNA molecules တွေကြောင့်ပြီးရင်နောက်ဒီမှာဆိုလို့ရှိရင်လည်းအသီးနဲ့နေစားပြီးတဲ့အခါမှာပို့ပြီးတော့မှကြီးထွားအောင်ယောဂတန်ခံနိုင်အောင်ပြုရင်ပြောင်းလဲတာကြီးအစားအများကြီးပဲပါတာပေါ့နော်ဒါ biotechnology ဆိုတဲ့ထဲမှာအများကြီးသူကပါတာပဲဖြစ်ပါတယ်ဒီအောက်က usual link လေးမှာလည်းကြည့်လို့ရပါတယ်နော်ကဲပြီးတော့သူကဒီမှာဆိုလို့ရှိရင် biotechnology ကဘာလဲဆိုပြီးတော့အရင်ဆုံးရှင်းပြထားတာပေါ့နော်အဲ့တော့ biotechnology ဆိုတာဒီ is a technology နည်းပညာတစ်ခုပါသူက which applying the use of living system and organism the living system and organism သက်ရှိအဖွဲ့အစည်းတွေပြီးရင် organism သက်ရှိတွေတော့အသုံးချတယ် to produce useful chemicals အဲ့တော့အသုံးဝင်တဲ့ဓာတုပစ္စည်းတွေထုတ်ဖို့အတွက်သုံးချတယ်နောက်တစ်ခုက products အသုံးဝင်တဲ့ထုတ်ကုန်တွေထုတ်ဖို့အတွက်သုံးချတယ်ဒါမှမဟုတ်ရင်လေ to carry out industrial work for mankind လူသားတွေအတွက်စက်မှုလုပ်ငန်းတွေအလုပ်လုပ်ခိုင်းမှုအတွက်ဆောင်ရွက်ခိုင်းမှုအတွက်ဒါတက်ရှိတွေကိုလက်တွေ့လုပ်ငန်းတွေမှာအသုံးချတဲ့နည်းပညာကို biotechnology လို့ခေါ်တာဖြစ်ပါတယ်although this brown biology is well-known technology of our modern world အဲ့ဒီနေ့ခေတ်ကပိုင်းမှာဆိုရင်တော့ဒါဒီ biotechnology ဆိုတဲ့ဒီဘာသာရပ်ခွဲက well-known technology လူသိများတဲ့နည်းပညာဘာသာရပ်တစ်ခုဖြစ်ပေမဲ့လည်းပဲ our ancestor လို့ခေါ်တဲ့ဒါရှေးဘိုးဘေးဘီနေပေါ့သူတို့ကတော့ have been practicing it ဆိုတာဒီ biotechnology ကိုသူက have been practicing ဆိုတော့အသုံးချနေပြီးသားပဲ for hundreds of yearsနှစ်ရာနဲ့ချီပြီးတော့မှအသုံးချနေတာဘယ်လိုနေရာမှာအသုံးချလဲဆိုတော့ making wine လောက်တာဟိုးရှေးပိုးဝေးပြီးနေရလောက်ခဲ့ကြတာပေါင်မုံလောက်တာ cheese လောက်တာပြီးရင် breeding livestock and crop without any scientific knowledge ဒီသိပ္ပံပညာရဲ့နဲ့ဆိုင်နဲ့ဘဟုတုတလုံးဝမရှိဘဲနဲ့ဒီမှာရှိရဲ့ဝိုင်းလောက်တာပေါင်မုံလောက်တာ cheese လောက်တာပြီးရင်နောက်တစ်ခါဒီ livestock လို့ခေါ်တဲ့ဒီစားသုံးမှုအတွက်ဒါမှမဟုတ်လဲခိုင်းမှုအတွက်မွေးမြူတဲ့တက်ရှိတွေကိုမွေးသားဖောက်တာတို့ပြီးရင်နောက် crop ကောက်ပဲသီးနှံတွေမျိုးဆက်တာတို့အဲ့ဒါမျိုးတွေသူကလုပ်ခဲ့ပြီးသားပဲအဲ့ဒါကြောင့်ဒီဟာတွေလောက်တာဒီလေဒါ biotechnology လေ biotechnology ကအခုခေတ်မှာတော့လူသိများရဲ့ဘာသာရပ်လို့ပြောတာဒါပေမဲ့ရှေးပိုးပေးပြီးနေတဲ့ကဒါနှစ်ရာနဲ့ချီပြီးတော့မှဒီ biotechnology နဲ့ပတ်သက်ပြီးတော့သူတို့ကအသုံးပြုနေခဲ့ကြပြီးသားပဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် now understanding of scientific vision of the technique ဒီနီးလန်းတွေကိုဒါသိပ္ပံနည်းကြနားလည်လာတယ်ပေါ့နော်အဲ့လိုနားလည်လာခြင်းက have led to the application of biotechnology ဒီဇီဝနည်းပညာကိုအသုံးချမှုတွေကိုသူကဥတည်လာတယ်ဘယ်မှာအသုံးချမလဲဆိုတော့ in the field of food production အသားအစာထုတ်လုပ်တဲ့နေရာတွေမှာအသုံးချမယ် agriculture စိုက်ပျိုးရေးမှာအသုံးချမယ်ပြီး animal breeding and medicine အဲ့တော့တိရစ္ဆာန်တွေမျိုးဆက်တာပြီးရင်နောက်တစ်ခါ medicine ဆေးဝါးတွေဒီလိုနေရာတွေမှာ biotechnology ကိုပို့ပြီးတော့မှအသုံးချလာနိုင်ကြပြီပေါ့နော်အဲ့ဒါတော့ biotechnology ကဘာလဲဆိုတဲ့အကြောင်းလေးအရင်ဆုံးရှင်းပြပေးထားတာပါကိုကတော့ဒါနောက်ထပ်ခေါင်းစဉ်ခွဲလေး traditional biotechnology ဆိုတဲ့အကြောင်းလေးဆက်ပြီးတော့ပြောပါမယ်traditional ဆိုတော့ရှေးရိုးရာပေါ့လေရှေးရိုးရာဒါဇီဝနည်းပညာအကြောင်းဟိုးရင်တော့သိခဲ့တဲ့ဇီဝနည်းပညာဘာလဲဆိုတဲ့အကြောင်းအရင်ရှင်းပြမှာပေါ့နော်အဲ့တော့ it can be said that ပြောလို့ရတယ်traditional biotechnology ကဒီရိုးရာနည်းရရှိတဲ့ဇီဝနည်းပညာက came into use အဲ့တော့အသုံးဝင်လာတယ်ပေါ့thousands of years ago နှစ်ထောင်ပေါင်းများစွာချီပြီးတော့အသုံးဝင်လာတယ်ဘယ်အချိန်မှာအသုံးဝင်လာလဲဆိုတော့ when people unknowingly discover the usefulness of microorganisms like bacteria and yeast လူတွေက unknowingly discover ဆိုတာမသိဘဲနဲ့ရှာဖွေတွေ့ရှိခဲ့တာဒါကြီးကဘာဆိုတော့သူတို့ကသိချာမသိသေးဘူးမသိသေးမဲ့နဲ့ရှာဖွေတွေ့ရှိခဲ့တယ်ဘာတွေတွေ့ရှိခဲ့လဲဆိုတော့ the usefulness of microorganism
microorganism ရဲ့အသုံးဝင်မှုတို့ကရှာဖွေတွေ့ရှိခဲ့ကြတာပေါ့နော်ဥပမာအနေနဲ့ bacteria တို့ yeast တို့ဒီလိုမျိုး microorganism ရဲ့အသုံးဝင်မှုကိုတို့ကမသိဘဲနဲ့ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာဒါနှစ်ထောင်ပေါင်းများစွာချီကလေးကစပြီးတော့အသုံးဝင်လာခဲ့ကြတာပေါ့နော်ဒါက traditional biotechnology ကအသုံးဝင်လာတယ်အဲ့တော့ it was known that 7000 years ago အဲ့တော့ဒါလွန်ခဲ့တဲ့နှစ်9000ကပေါ့နော် people in Mesopotamia ဒေသမှာနေတဲ့လူတွေက use bacteria ကိုသုံးတာ to convert wine into vinegar wine ကနေ vinegar ဆိုတာရှာလကရေးပြောတာရှာလကရေးအနေနဲ့ပြောင်းလဲဖို့အတွက် bacteria ကိုတို့ကအစပြီးတော့အသုံးပြုခဲ့ကြတာအဲ့တော့လွန်ခဲ့တဲ့နှစ်9000ဝန်းကျင်ကလေးကဒါ traditional biotechnology ကအသုံးဝင်ခဲ့ပြီးသားပဲအသုံးချခဲ့ပြီးသားပဲပေါ့နော်for century ရာစုနှစ်တွေနဲ့ချီပြီးတော့ဒါ mankind have been practicing လူတွေကဒါလက်တွေ့လုပ်နေခဲ့ကြတယ်ပေါ့နော် the methods handed down by their forefather သူတို့ရဲ့ဘိုးဘေးဘီ forefather ဘိုးဘေးဘီတွေကနေပြီးတော့မှလက်ဆင့်ကမ်းခဲ့တဲ့နီးလန်းတွေအဲ့ဒါတွေကိုလက်တွေ့သုံးချတယ်ဗမာသုံးချလဲဆိုတော့ to prepare their meal အစားအစာတွေပြုလုပ်တဲ့အခါမှာပြုလုပ်ပြင်ဆင်တဲ့အခါမှာဒီရွှေဘိုးဘေးဘီတွေကနေပြီးတော့မှလက်ဆင့်ကမ်းခဲ့တဲ့နီးလန်းတွေကိုသူတို့ကလက်တွေ့အသုံးချနေပြီးသားပဲပေါ့နော်လက်တွေ့အသုံးချခဲ့တာအခုထိလည်းအသုံးချနေပြီးသားပဲပေါ့အဲ့တော့ဘာလုပ်တဲ့နေရာတွေမှာအသုံးချလဲဆိုရင်ဥပမာအနေနဲ့သူပြောထားတယ်ပေါ့နော် this traditional biotechnology ဒီလိုမျိုးဇီဝနီးပညာရဲ့ဥပမာတွေဆိုရင်တော့wine လုပ်တာပါမယ်ပင် cheese ဒိန်ခဲလုပ်တာ yogurt ဒိန်ဂျင်လုပ်တာ bread beer ပေါင်မုတ်တို့ beer တို့လုပ်တာဒီလိုမျိုးလုပ်တဲ့အရာတွေအများကြီးလေးသူကပါလာတာပေါ့နော်အဲ့ဒါကတော့traditional biotechnology ဘာလဲဆိုတာလေးကိုအရင်ရှင်းပြတာပါနောက်ထပ်ခေါင်းစဉ်ခွဲလေးတစ်ခုထပ်သွားကြမယ်အဲ့ဒါတော့ modern biotechnology အခုခေတ်မှာသုံးနေတဲ့ခေတ်မီဇီဝနည်းပညာဘာတွေလဲဆိုတာလေးကိုဒီမှာဆက်ပြောမယ်ပေါ့နော်အဲ့တော့ the scientific study of biochemical process အဲ့တော့ဇီဝဓာတုဖြစ်စဉ်တွေကိုဒါ scientific study သိပ္ပံနည်းကျလေ့လာတာအဲ့ဒီသိပ္ပံနည်းကျလေ့လာတာဒီ that has developed in the past few decades ဒီဆယ်စုနှစ်ဝန်းကျင်လွန်ခဲ့တဲ့ဆယ်စုနှစ်ဝန်းကျင်ကဖွံ့ဖြိုးလာခဲ့တဲ့ဇီဝနည်းပညာဖြစ်စဉ်တွေကိုသိပ္ပံနည်းကျလေ့လာခြင်းက contribute ဒီဖြစ်လာစေတာပေါ့နော် match to the advancements of the biotechnology ဇီဝနည်းပညာရဲ့တိုးတက်မှုတွေကိုဒါအများကြီးဖြစ်လာစေတာပေါ့နော်တိုးတက်မှုတွေအများကြီးသူကဖြစ်လာစေပါတယ်the range of materials produced by modern biotechnology technique ဇီဝနည်းပညာနည်းလမ်းတွေနဲ့ထုတ်ထားတဲ့ range of material ပစ္စည်းတွေရဲ့အတိုင်းတာကတော့ vast တော်တော်လေးကျယ်ပြောတယ်ပေါ့နော်ကျယ်တယ်ဘယ်လောက်ထိကျယ်လဲဆိုတော့ ranging from ဘယ်ကနေစမလဲဆိုရင် medicine like antibiotic penicillin penicillin လိုမျိုးပဏိဇီဝဆေးတွေကနေစပြီးတော့မှ to chemicals like enzyme and fuel ဒီ enzyme တို့ပြီးရင်နောက်က fuel လို့ခေါ်တဲ့လောင်စာတို့လိုမျိုးchemical တွေအစုံပေါ့နော်အဲ့လောက်ထိတောင်သူကကျယ်ပြောတာဖြစ်ပါတယ်ကဏ္ဍမျိုးစုံမှာသူအသုံးချလို့ရတာပေါ့နော်အဲ့ဒါကိုသူပြောထားတာပါပြီးရင်နောက်တစ်ခုဒီနေ့ခေတ်မှာဆိုရင် with the development of gene technology အဲ့တော့ဒီမှာဆိုရင် gene technology ဆိုတာကမျိုးရိုးဗီဇနည်းပညာတွေဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူscientists are able to modify or manipulate living organism သိပ္ပံပညာရှင်တွေက modify ဆိုတာပြုပြင်ပြောင်းလဲတာပြောတာ manipulate ဆိုတာလည်းပြုပြင်ပြောင်းလဲချဲလဲတာပေါ့နော်ဒီသက်ရှိတွေ living organism တွေကိုသူကပြုပြင်ပြောင်းလဲလာကြတယ်ဘလို့ပြုပြင်ပြောင်းလဲလဲဆိုတော့ by transferring gene from one organism to another သက်ရှိမျိုးစိတ်တစ်ခုကနေနောက်ထပ်တစ်ခုစီကိုသူကဗီဇတွေကို transferring ကူးပြောင်းပြီးတော့ဒါသတ္တဝါတွေကို modify လုပ်လာတာပြုပြင်ပြောင်းလဲလာပဲပြီးရင်အဲ့လိုမျိုး genes တွေကူးပြောင်းပြီးတဲ့ဗီဇတွေပြောင်းလဲပြီးတဲ့သက်ရှိမျိုးစိတ်တွေလည်း usually an unrelated species မသက်ဆိုင်တဲ့မျိုးစိတ်တွေဖြစ်နေတာအဲ့လိုမျိုးနဲ့သူကအခုချိန်မှာဆိုရင်ဒါအများကြီးပြုပြင်ပြောင်းလဲလာကြပြီပေါ့နော်ဥပမာအနေနဲ့ဆိုရင်golden rice ဆိုတာရွှေရောင်ဆန်ပေါ့နော်သူကပြောတာပုံမှန်ဆန်ဆိုရင်အဖြူရောင်ရှိတာအခု golden rice ဆိုရင်သူကရွှေရောင်တော့မဟုတ်အဝါရောင်ဖြစ်နေတာပေါ့အဲ့ဒါဘယ်လိုမျိုးအဝါရောင်ဖြစ်လာလဲဆိုတော့သူကဓမ္မဆိုရင်အဝါရောင် daffodil လို့ခေါ်တဲ့ဒါအဝါရောင်ပန်းရှိတယ်အဲ့ပန်းမှာရှိတဲ့ beta carotene လို့ခေါ်တဲ့ဒီအဝါရောင်ဖြစ်စေတဲ့အရာပေါ့နော်အဲ့ဒါကိုသူကထုတ်တယ်ဒီဗီဇကိုထုတ်တယ်
ထုတ်ပြီးတော့ပုံမှန်စဘာပင်ထဲမှာမျိုးစိတ်ထဲမှာသူထည့်လိုက်တယ်ထည့်လိုက်တဲ့အခါမှာရလာတဲ့စဘာတွေရဲ့စဘာတွေရဲ့အယောင်ဆန်ရဲ့အယောင်ပေါ့နော်ဆန်ရဲ့အယောင်ကသူကအဝါရောင်ဖြစ်လာတာဒါမျိုးအဲ့တော့ပုံမှန်ဆိုရင်ဒီက daffodil ပန်းပင်နဲ့ဒီမှာရှိတဲ့စဘာပင်က unrelated species ပဲမသက်ဆိုင်တဲ့မျိုးစိတ်ပဲမသက်ဆိုင်တဲ့မျိုးစိတ်ကရှိရဲ့ဗီဇကိုသူကအဝါရောင်ဖြစ်စေရဲ့ဗီဇကိုသူကထည့်ပေးလိုက်တာအဲ့ဒီ golden rice ကဘာအတွက်အသုံးဝင်လဲဆိုတော့ကြက်မြက်တင်ယောဂဖြစ်တဲ့သူတွေအတွက်ဆိုရင်သူကအသုံးဝင်တယ်ဘာကြောင့်လဲဆိုတော့ကြက်ပြင်းတင်ယောဂဖြစ်တဲ့သူတွေ night blindness လို့ခေါ်တာပေါ့နော်ကြက်မြက်တင်ယောဂဖြစ်တဲ့သူတွေက vitamin A ချို့တဲ့လို့ဖြစ်တာအဲ့လိုဖြစ်တဲ့အခါမှာvitamin A ကျွယ်ဝတဲ့အစားအစာဆိုလို့ရှိရင်ဒီ beta carotene ဆိုရင်အစာအိမ်နဲ့ရောက်ပြီးပြောင်းလဲတဲ့အခါမှာသူက vitamin A ရတယ်အဲ့လိုရတဲ့အတွက်သူကvitamin A ရတဲ့ဒီ golden rice ကိုစားလို့ရှိရင် vitamin A ဆေးထပ်ပြီးတော့တောက်စရာမလိုတော့ဘူးဒီလို vitamin အားဖြည့်တဲ့ဆေးတွေပါတောက်စရာမလိုဘဲနဲ့ဒီစပါး golden rice ကိုစားရုံနဲ့တင်ဒါကြက်မဲ့တဲ့ယောဂပျောက်တာပေါ့နော်အဲ့လိုမျိုးသူကရှိတယ်ဒါကြောင့်မလို့ကုသလို့ရအောင်သူကသုံးတာအဲ့ဒါမျိုးသူလုပ်လို့ရတယ်နောက်တစ်ခါအခုဒီမှာဆိုရင် gobi ဆိုအခုဒီမှာကြည့်လိုက်လို့ဆိုရင်ခရမ်းရောင်ဖြစ်နေတာပေါ့ပုံမှန် gobi ဆိုရင်စိမ့်ဖြော့ဖြော့လေးသူကရှိတာလေအဲ့ဒါလည်းအဲ့လိုပဲတခြားပင်မျိုးစေ့တစ်ခုကနေခရမ်းရောင်ဖြစ်စေတဲ့ပစ္စည်းကိုဂျင်းပေါ့နော်ဗီဇကိုဒီမှာရှိတဲ့ gobi ထဲထည့်လိုက်တယ်ဒီလိုမျိုးမသက်ဆိုင်တဲ့မျိုးစိတ်တွေအချင်းချင်းဗီဇတွေပြောင်းလဲပြီးတော့မျိုးစုံတွေသူထုတ်လို့ရလာတာပေါ့နော်အဲ့ဒါမျိုးတွေနဲ့သူကထုတ်ပါတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ gene technology လို့ခေါ်တာပေါ့နော်မျိုးဗီဇနည်းပညာလို့ခေါ်ပါတယ်ကဲပြီးတော့in this way ဒီလိုနီးလန်းနဲ့ဒီခုနကပြောသလိုမျိုးမသက်ဆိုင်တဲ့မျိုးစိတ်နှစ်ခုမျိုးစိတ်တစ်ခုကနေနောက်တစ်ခုကိုသူကဗီဇတွေပြောင်းလဲပြီးတော့တက်ရှိတွေကိုပြုပြင်ပြောင်းလဲလာတာပေါ့နော်အဲ့လိုနီးလန်းနဲ့ပဲ genes for herbicide resistant အဲ့တော့ herbicide ဆိုတာပေါင်းသက်စီတန်ခံနိုင်ရှိတဲ့ဗီဇကိုput into croplands အဲ့တော့ဒီကောက်ပွဲသီးနှံတွေကိုသူကထည့်လိုက်မယ်ဒါဆိုရင်ကိုယ့် channel ကိုပေါင်းသက်စီတွေဖြန်းတယ်ကိုယ့်ရဲ့စိုက်ထားတဲ့ဥစ္စာတွေမသိတော့ဘူးဘာကြောင့်လဲသူ့မှာ herbicide resistant gene တွေရှိနေလို့ပေါင်းသက်စီတန်ခံနိုင်တဲ့ဗီဇတွေရှိနေတဲ့အတွက်ကိုယ့်ရဲ့ဒီစိုက်ထားတဲ့အပင်တွေကတော့တည်သွားမှာမဟုတ်ဘူးပေါင်းမီနေပဲတည်သွားမယ်အဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးသူလုပ်လို့ရတယ်နောက်တစ်ခုက human insulin producing genes လူရဲ့ insulin ထုတ်ပေးနိုင်တဲ့ဗီဇတွေကို put into bacteria ဘက်တီးရီးယားတဲ့သူထည့်မယ်ပြီး cultures to produce insulin ထုတ်ဖို့အတွက် culture မွေးမြူလိုက်မယ်ပြီးရင်နောက်အဲ့ဘက်တီးရီးယားကိုတော့မွေးပြီးတော့ insulin ထုတ်ခိုင်းလိုက်မယ်ဒါဆိုရင် insulin ရမယ်ပေါ့နော်အဲ့လိုမျိုးလေးသူကလုပ်လို့ရပါတယ်အဲ့တော့ genetic engineering carry out on some plants and animals အဲ့တော့တချို့သောအပင်နဲ့သတ္တဝါတွေကိုလှုပ်ဆောင်တဲ့ဒါ genetic engineering ပေါ့နော်ဒီဇီဝဒီမှာပြောတဲ့genetic engineer မျိုးဗီဇနည်းပညာပေါ့မျိုးဗီဇနည်းပညာသည် has enabled them သူတို့ကိုဖြစ်လာစေတယ် to produce substances ဒီပစ္စည်းတွေထုတ်ခိုင်းတာအဲ့ဒီပစ္စည်းတွေကလည်း that are not part of their normal metabolism သူတို့ရဲ့ပုံမှန် metabolism မှာမပါတဲ့ပစ္စည်းတွေသူတို့ကထုတ်ပေးနိုင်စွမ်းနေရှိကြတာပေါ့ဥပမာအနေနဲ့အခုဒီမှာပြောမယ်ဆိုဒီဘက်တီးရီးယားပုံမှန်ဆိုရင်သူ့ရဲ့ metabolism ဇီဝဖြစ်ပျက်မှုတွေထဲမှာ insulin ထုတ်ခြင်းဆိုတာကြီးလုံးဝမပါဘူးဒါပေမဲ့လူရဲ့ insulin ထုတ်နိုင်တဲ့ဗီဇကိုဒီဘက်တီးရီးယားကိုထည့်လိုက်တယ်လေထည့်တဲ့အခါမှာသူ့ရဲ့ metabolism ထဲမှာမပါတဲ့ insulin ကိုသူကထုတ်ပေးနိုင်ပြီအဲ့ဒါမျိုးပေါ့နော်ဒီလိုမျိုးနဲ့သူကသူတို့ရဲ့ normal metabolism ရဲ့အစိတ်ပိုင်းမဟုတ်တဲ့ပစ္စည်းတွေကိုလည်းသူတို့ကထုတ်လာနိုင်တာပဲဖြစ်ပါတယ်ဒါလေးကတော့သူကဒီဖြတ်ပိုးတံခံနိုင်တဲ့ဗီဇကိုဒီမှာရှိရပြောင်းမှုပင်နဲ့ထည့်ထားတာပေါ့နော် BT ကုန်းလို့ခေါ်တယ်အဲ့တော့အခုဒီမှာဆိုရင်ဗီဇတွေပြောင်းလဲပြီးတော့ဒီကသူ့ရဲ့အစိတ်အပင်မဆိုင်ခင်အစိတ်ဘဝထဲမှာတွေကသူကဗီဇကိုပြောင်းပြီးတော့ထည့်ထားလိုက်တာပေါ့နော်ဒီဖြတ်ပိုးတံခံနိုင်တဲ့ဗီဇကိုထည့်လိုက်တယ်အဲ့လိုထည့်လိုက်တဲ့အခါမှာဒီမှာပေါင်းဆက်ပြီးဒီမှာရှိရဥစ္စာအပင်စိုက်ပြီပေါ့နော်စိုက်တဲ့အခါမှာအပင်ရဲ့ဘယ်စိတ်ပိုင်းကိုပဲဆက်စားဒီ insect ကတည်မှာအဖူးကိုဆက်စားဘယ်တောင်းမလဲဒီထိပ်ပန်းမှုနေပဲဆက်စားအရွက်ကိုပဲဆက်စားပင်စီဆက်စားအမြင့်ဆက်စားဘယ်နေရာကိုစိတ်ပိုင်းကိုပဲဆက်စားဒီဖြတ်ပိုးကတည်မှာအဲ့လိုတည်တဲ့ဗီဇကိုသူထည့်ထားလိုက်တာအဲ့ဒါမျိုးပေါ့နော်အခုဒီမှာဆိုရင်ဒါအပင်ရဲ့ဘယ်စိတ်ပိုင်းပဲမဆိုစားလို့ရှိရင်ဒီဖြတ်ပိုးကသူတည်မယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့ဗီဇကိုသူထုတ်ပေးလိုက်တာအဲ့ဒီအတွက်ဒီဖြတ်ပိုးတန်သူကခံနိုင်ရှိလာတာပေါ့နော်အဲ့ဒါမျိုးလေးလုပ်လို့ရတယ်ဒါကတော့လူရဲ့ insulin ထုတ်တာကိုပြောတာပေါ့နော်insulin ထုတ်တာအခုဒီမှာဆိုရင်လူရဲ့ pancreas လူမှာဆိုရင်လူရဲ့ pancreas ကနေသူက insulin ထုတ်ပေးတာinsulin ထုတ်နိုင်တဲ့ဗီဇတစ်ခုကိုသူကဒီမှာ DNA လေးတစ်ခုယူလိုက်တယ်ပေါ့အဲ့ဒီ DNA လေးကိုသူကဖြတ်လိုက်တယ်အခုဒီမှာပြထားတဲ့အတိုင်းဒီ gene လေးတစ်ခုဖြတ်လိုက်တယ်ပေါ့ဖြတ်ပြီးတော့အခုဒီမှာရှိရဲ့ဘက်တီးရီးယားရဲ့ plasmid DNA လေးနဲ့သူကပေါင်းလိုက်တာ
အဲ့လိုပေါင်းလိုက်တာ recombinant DNA လို့ခေါ်တယ်ဒီလိုပေါင်းလိုက်တယ်ပေါင်းလိုက်ပြီးတော့အဲ့ recombinant DNA ကိုမှဒီမှာရှိတဲ့ဥစ္စာပြန်ပြီးတော့မွေးမြူမယ်ပေါ့နော်မွေးမြူပြီးတော့မှသူကလည်းထပ်ပြီးတော့ပွားလာပေါ့နော်ဗတိရတွေပွားလာပြီးတော့အဲ့မှာဆိုရင် तू ကနေပြီး fermentation တက်နေရနေ तू အလုပ်လုပ်ခိုင်းတဲ့အခါမှာလူရဲ့ insulin သူကထုတ်ပေးနိုင်တယ်အဲ့ကနေပြီးတော့မှ human insulin ဆိုတာကိုထုတ်လို့ရတယ်ပေါ့နော် insulin ကဘာအတွက်အရေးကြီးလဲဆိုတော့ဒါသွေးတွင်းတကြားတက်ကိုရောကြစီတာပေါ့လေတချို့စီးချိုသမားတွေမှာဆိုရင် insulin ထိုးရတာမျိုးရှိတယ်အဲ့ဒါမျိုးအတွက် insulin ကအသုံးဝင်တာအဲ့ဒါကြောင့်မလို့ तू ကဒီဘက်တီးရီးယားကနေ insulin ထုတ်လို့ရတာပေါ့လေနော်အဲ့ဒါမျိုးလုပ်လို့ရဟိုးအရင်တုန်းကတော့ဝက်ကနေပြီးတော့မှ pancreas ဝက်ရဲ့ pancreas ကနေထွက်လာတဲ့ insulin အသုံးပြုကြတာပေါ့လေဒါပေမဲ့အဲ့ဒါကတချို့သောနိုင်ငံတွေအတွက်တချို့ဘာသာရေးတွေအတွက်ကဝက်ကထွက်တဲ့အရာဆိုတာတိတ်ပြီးတော့အဆင်မပြေတဲ့ခါကျတော့ဘာလုပ်လိုက်လဲဆိုတော့ဒီအခုလိုမျိုးဒီ gene engineering genetic engineering တွေသုံးပြီးတော့မှဒီကဘက်တီးရီးယားကိုပဲထုတ်ခိုင်းလိုက်ပြီးတော့ရလာတဲ့ဟာကိုပဲအသုံးပြုလာကြတာပေါ့နော်ခင်မီပို့ပြီးတော့ခင်မီပြီးတော့နီးပညာတွေနဲ့ဖွံ့ဖြိုးပြီးဒါတိုးတက်လာတဲ့အတွက်အသုံးပြုလို့ရလာတာပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးခုနကလိုမျိုးဗီဇတွေပြောင်းထားတာပေါ့လေအဲ့လိုဗီဇပြောင်းထားတဲ့ဒီအပေနေတရားတွေအဲ့ဒါတွေကိုဘာလို့ခေါ်လဲဆိုရင် transgenic plants and animal transgenic ဆိုတာဗီဇပြောင်းထားတာပြောတာဗီဇပြောင်းထားတဲ့အပေနေဗီဇပြောင်းထားတဲ့တရားတွေလို့ခေါ်ပါတယ်ခုနကပြောတဲ့ပြောင်းမှုဆိုရင်လည်း BD ကွန်းဆိုလည်းအဲ့ဒါဗီဇပြောင်းထားတဲ့အပေနေပြီးရင်နောက်ခုနကပြောတဲ့ဒါဒီခုနinsulin ထုတ်နိုင်တဲ့ဘက်တီးရီးယားဆိုရင်လည်းအဲ့ဒါ transgenic bacteria transgenic animal တွေမှာထည့်လို့ရတာပေါ့နော်ပြီးရင်အခုဒီမှာဆိုရင်တော့ transgenic goat ဆိုတာကဗီဇပြောင်းထားတဲ့စိတ်အဲ့စိတ်က produce antibodies ဆိုတာဗနည်းစီဝပစ္စည်းတွေလည်းထုတ်နိုင်တယ် and blood clotting agent in their meat သူတို့ရဲ့နှုတ်တွေကနေပြီးတော့မှဒါ blood clotting agent သွေးခဲစေတဲ့ຢာတွေလည်းသူကထုတ်နိုင်တယ်ပေါ့အဲ့ဒါမျိုးထုတ်နိုင်တယ်ပုံမှန်စိတ်ဆိုလို့ရှိရင်သူ့ရဲ့စိတ်နှုတ်ကဒီစိတ်သေးသေးလေးတို့အာဟာရတွေပဲပါတာလူတွေတို့ကပဏိစုဝပစ္စည်းပါညာအဲ့လိုမျိုးတွေသူကမပါဘူးဒါပေမဲ့အခုဒီဗီဇပြောင်းထားတဲ့စိတ်မှာဆိုလို့ရှိရင်တော့ antibody လည်းပါမယ်သူတို့ရဲ့နှုတ်ထဲမှာပြီးရင်နောက် blood clotting agent သွေးခဲစေတဲ့ຢာတွေလည်းသူကပါမယ်ဘာကြောင့်လဲဆိုတော့ဗီဇပြောင်းထားတဲ့အတွက်နောက်တစ်ခါ transgenic plants ဗီဇပြောင်းတဲ့အပင်တွေကိုလည်း are engineered to produce vaccine ဆိုတာကတော့ကာကွယ်ဆေးပေါ့ကာကွယ်ဆေးထုတ်ဖို့အတွက်လည်းနည်းပညာတွေသုံးပြီးတော့ပြုပြင်ပြောင်းလဲလို့လည်းရပါတယ်အခုအဲ့ဒါကို eatable vaccine လို့ခေါ်တာပေါ့လေ။ तू ကဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီ antigenic gene လေးတခု तू ကယူလိုက်တယ်။ယူလိုက်ပြီးတော့အဲ့ antigenic ကိုအခုဒီမှာရှိရဲ့အပင်လေးကို तू ထည့်လိုက်တာပေါ့နော်။ထည့်လိုက်တဲ့အခါမှာဒီ transgenic plant ဖြစ်သွားပြီ။ तू ကယောဂါတန်တွေကာကွယ်စေနိုင်တယ်။အဲ့တော့ तू ကနေဒီအပင်ကနေအသီးတွေအနှံတွေပြီးရင်နောက်ဒီမှာရှိရဲ့ဥစ္စာအဖူးတွေအရွက်တွေထွက်လာတာပေါ့။အဲ့ဒါတွေကို လူက oral delivery စားမယ်ပေါ့။စားမယ်ဆိုရင်လူမှာလည်းဒါဒီခုခံအားရလာတယ်။အဲ့တော့ vaccine ရလာတယ်။ကာကွယ်ဆေးရလာတယ်။အဲ့ဒါကိုeatable vaccine စားလို့ရတဲ့ကာကွယ်ဆေးလို့သူခေါ်တာပေါ့နော်အခုဒီမှာပြရတဲ့အတိုင်းပဲဒီမှာဆိုလို့ရှိရင်ပတ်သိုဂျင်ဆိုတာယောဂပိုးမွှားတွေကနေဒီဗီဇလေးခုထုတ်တယ်အဲ့ဒီယောဂပိုးမွှားတွေကာကွယ်ဖို့အတွက်ဗီဇပေါ့နော်အဲ့ကနေပြီးတော့မှဒီ transgenic crop ဖြစ်လာတယ်အဲ့ကနေသူ antigen တွေပါတယ်ပေါ့လေယောဂတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ antigen တွေအဲ့ဒါတွေပါတယ်အဲ့ဒါတွေစားတယ်ဆိုလို့ရှိရင်အဲ့ဒီယောဂပိုးမွှားတွေကနေသူကာကွယ်နိုင်တယ်အဲ့လိုမျိုး eatable vaccine တွေလည်းရှိပါတယ်နောက်တစ်ခုက transgenic goatခုနကပြောတဲ့ transgenic goat ကတော့သူ့ရဲ့နှုတ်ထဲမှာဒီယောဂတွေကောက်ွယ်စေနိုင်တယ်သွေးခဲစေတဲ့ agent တွေပါတယ်လို့သူပြောထားတာပေါ့နော်အခုစိတ်ကတော့စိတ်နှုတ်ကနေသုံးမွှေးလိုမျိုးချီမြင်နေထုတ်လို့ရတာအဲ့လိုမျိုးလည်းပြောင်းလဲလို့ရတယ်ပုံမှန်ဆိုနှုတ်ကနေချီမြင်ထုတ်တာကြားတော့မကြားဘူးလေဒါပေမဲ့ဒီ genetic engineering နဲ့လုပ်ပြီးတော့ဒီ technology အရသူကဒါမျိုးတွေလည်းထုတ်လာနိုင်ပြီပေါ့နော်အခုတို့ဒီမှာဆိုရင်ဘာရှိလဲဆိုတော့ပင်ကူရှိတယ်ပင်ကူကသူ့မှာဆိုရင်ပင်ကူအိမ်လုံနိုင်တဲ့ဒီ sick protein ဆိုတာရှိရပေါ့နော်ပင်ကူအိမ်လုံနိုင်တဲ့protein ရှိတယ်အဲ့ protein ထုတ်နိုင်တဲ့ဗီဇလေးကိုသူကထုတ်တယ်ပြီးရင်စိတ်ရဲ့ဒီ nucleus တွေကဗီဇလေးတစ်ခုယူလိုက်တယ်ပေါ့နော်ယူလိုက်ပြီးတော့ပေါင်းပြီးတော့မှဒီစိတ်နံပါတ် B ထဲမှာသူB ကနေလဲသူထုတ်တယ်ပေါ့နော်ထုတ်ပြီးတော့သူကနေပြီးတော့မှဒီမှာဂုတ်စီထဲမှာမွေးခိုင်းလိုက်တယ်ဒီတရေသားလေးကိုမွေးခိုင်းလိုက်တယ်ပေါ့အဲ့တော့ဂုတ်ဒီထွက်လာတယ်အဲ့ဂုတ်ဒီကနေပြီးတော့မှအရွယ်ရောက်တဲ့အခါမှာမိတ်လိုက်ပြီးတော့တရေအောင်နဲ့တရားပြီးခလေးမွေးပြီးနိုးထွက်တယ်ပေါ့နိုးရထွက်တဲ့အခါမှာအဲ့နိုးကိုပြုပြင်ပြောင်းလဲပြီးတော့အခုဒီမှာချီမီနေရစာထုတ်လို့ရနိုင်တာအဲ့ဒါမျိုးတွေလည်းရှိပါတယ်အဲ့ဒါကို transgenic goat လို့ခေါ်တာပေါ့နော်ဒီလိုမျိုးတွေလည်းသူကရှိပါတယ်ဒါကတော့ဇီဝနီးပညာတွေအသုံးပြုပြီးတော့မှအသုံးချလို့ရတဲ့အရာတွေအများကြီးပဲရှိတယ်ဆိုတဲ့အကြောင်းရှင်းပြပေးသွားတာပဲဖြစ်ပါတယ်ဒါဆိုရင်အခုရှင်းပြတဲ့အကြောင်းအားလုံးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်တတာ